မင်္ဂလာပါ Tudy 3D Live မြန်မာ Channel ကနေနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Tudy ဝါသနာရှင်မိတ်ဆွေများအတွက်ကျွန်တော်စိတ်ထဲအရန်ကိုမျက်စိကျနေတဲ့ Tudy အထူးကဏ္ဍလေးကိုဝေမျှပေးသွားမှာပါအချိန်မဆွဲတော့ပဲကျွန်တော်အကြိုက်ဆုံးကဏ္ဍတွေကိုအခု Screen ပေါ်က4000ကွက်ထဲမှာတစ်ခုချင်းစီဖော်ပြပေးသွားမှာမို့တေးသေးချာချာထိပေးပါခင်ဗျာပထမဆုံးအနေနဲ့ဒီနေ့အတွက်ကျွန်တော်အထီးကအားထားဆုံးကီးကဏ္ဍတို့အခု4000ခွက်ထမ်းမှကြည်နိုင်ပါတယ်ဒီကီးကိုအခြေခံပြီးကျွန်တော်အရန်ကိုသဘောကျနေတဲ့ထိတ်တန်းအောက်ကွက်နှုတ်ကွက်ကိုလည်း4000ခွက်ထဲမှာပဲတခါတည်းဖော်ပြပေးထားပါတယ်ဒါကတော့ဒီနေ့အတွက်လုံးဝကိုအားအကောင်းဆုံးလို့ယူဆရတဲ့အကွက်လေးမို့မိတ်ဆွေတို့လည်းသတိထားကြည့်စေချင်ပါတယ်ဗျာအရင်မပြုတ်ဖို့အတွက်ကျွန်တော်ရွေးချယ်ထားတဲ့အရန်ကဏ္ဍလေးတွေကိုလည်းအောက်က4000ကွက်ထဲမှာဆက်လက်ဖော်ပြပေးထားပါတယ်ဒါဖြင့်တနေ့ကုန်စိတ်ချလက်ချဂိုင်ချခြင်းတဲ့ပတိသမားတွေအတွက်ကတော့အကြံပြုထားတဲ့ပတိကဏ္ဍကိုလည်း4000ကွက်ထဲမှာကြည့်ရှုနိုင်ပါတယ်ခင်ဗျာ4000ခွက်ထဲမှာဖော်ပြပေးထားတဲ့ကဏ္ဍนี้ဟာကျွန်တော်ရဲ့ပုဂ္ဂိုလ်ရဲ့အရာအကြိုက်ဆုံးခန့်မှန်းချက်တွေပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့အကြိုက်နဲ့ထပ်တူကြမှာသာညံနဲ့ရှင်ပြီးချင်းချင်းကစားကြဖို့အထူးပဲမေတ္တာရက်ခံချင်ပါတယ်။ဗီဒီယိုလေးကိုသဘောကျရင် like လေးနေပေးခဲ့ဖို့နဲ့ 2D 3D Live မြန်မာ Channel ကို Subscribe လုပ်ထားဖို့မမေ့နဲ့နော်။အားလုံးပဲဒီနေ့မှာကန်ထူးရှင်တွေဖြစ်ကြပါစေဗျာ။